မဟုတ်ဘူးဟိုကဘောင်းကျင်နေတော့လေဖုန်းကကျင်းတော့အဆင်မပြေဘူးအဲ့လောက်ကြီးရပါပြီအဲ့လောက်ကြီးမရိမ့်နဲ့လေလိုက်ကတလားပဲလွှင့်တော့အများတော့လေလူနာတွေယောဂနဲ့ပတ်သက်ပြီးလွှင့်တာအများတော့အဲ့လိုကိုကျော်ထူးကတော့အထူးတလေတော့မဆက်တော့ပါဘူးဘာလဲဆိုတော့ကျွန်တော်စီလေပထမတစ်ချိန်လာပြီးတော့ပထမဟုတ်နှစ်ချိန်ပေါ့နှစ်ချိန်ပြရနော်ဆိုတော့တကယ်ကိုကျွန်တော်တို့အယောင်ချောက်ချားတွေနဲ့ရန်တနာကိုခေါ်တယ်ဟိုလေးစားတဲ့အားပေးရတဲ့အာသာမင်းသားကြီးတရုပ်ဆောင်ကြီးမနမရှားပါသိန်းဝင်လို့ပြောလို့ရတယ်လူကလောကလူပုံကိုကြောင့်နော်ရှိပါတယ်ကိုဒီဘာပြောကျွန်တော်တို့တင်စရာမဟုတ်တော့လောက်လူပညာနဲ့ပတ်သက်ပြီးတော့မြင်စရာနဲ့ကြားစရာတွေမှာဒီလိုပုံကိုတွေကပါပြီးသားဟုတ်လားတင်စရာလို့တော့ပြောလို့ရတယ်ဘလို့တင်စရာလဲဆိုတော့ဟာတာကိုကျွန်တော်တို့မကျွမ်းကျင်မပိုင်နိုင်ဘူးမဖြစ်နိုင်ဘူးဒါပေမဲ့ဒီလိုဆရာတွေကိုကြည့်ပြီးတော့ပဲကျွန်တော်တို့တရုပ်ဆောင်ခဲ့ရတာအဲ့တော့ခုနစကားကိုပြန်ယုံသိမ့်နဲ့တင်ဆရာမြင်ဆရာကြားဆရာတွေပါတယ်အမှုပညာနဲ့ပတ်သက်ပြီးတော့ဟာတာတူရှင်တော်အမတမ်းမကိုလေးစားတယ်တန်းဖိုးလဲထားတယ်ကျွန်တော်တို့ရုပ်ရှင်ရိုက်ဖို့အလားလာလဲတိတ်မရှိတော့ရမကြခင်ကာလမှာတော့ကျင်ညာမယ်ပေါ့ဒါမှရှိတယ်ခုနကသားမျိုးကဲနေတာအချိန်ကုန်တာဟုတ်အဲ့တော့လည်းကိုကျော်ထူးလည်းအဲ့လိုပဲဟုတ်တယ်ဒီအောင်6ချားနဲ့လीတော်တော်လေးကိုကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဘာမှကိုမသိတော့တော့အောင်သူလည်းထူးခြားနဲ့ထူးခြားနာအနေထားမျိုးပဲရောက်ရှိလာတယ်အခုလိုကြမ်းကြမ်းမာမာနဲ့ပြန်လည်ပြီးတော့မှမြင်တွေ့ခွင့်ရတဲ့အနေထားကိုဝမ်းသာတယ်ပိုင်ဖြစ်ရကျွတ်နဲ့တယ်ခုနကကျွန်တော်ပြောတဲ့အင်းဆရာမြင်ဆရာကြားဆရာဆိုတာကျွန်တော်တို့ရဲ့ကျေးဇူးရှင်တွေပဲဟုတ်လားတင်းဆရာမြင်ဆရာကြားဆရာမဟုတ်ဘဲနဲ့လေဒီမှာယုံကြည်နဲ့လာရောက်ကုသိုလ်ပေးကုသမှုခံယူရဲ့ဝေဒနာရှင်အမျိုးတွေကျွန်တော်ကျေးဇူးရှင်တွေပဲထပ်ပြောပါရဆိုအတိတ်တွေကတော်ဆက်ခဲ့တဲ့အနေအထားတွေပေါ်မှာအကြောင်းတရားတွေကမစုံစည်းခဲ့လို့အားလုံးဟာသူ့ဟာနဲ့သူကပတ်သက်ဆက်နွယ်နေကြတာကြီးအားလုံးဟာကျွန်တော်ကျေးဇူးရှင်တွေဒီလိုကျေးဇူးရှင်တွေကိုတထောင်တနေရာနေမိမုံတမုံနှိုင်းတော့ပါရင်ဖြည့်ခွင့်ပေးတာကိုပဲသူပဲကျေးဇူးတင်တာအခုလိုမျိုးယောဂဝေဒနာတွေနဲ့ပတ်သက်ပြီးတတ်တာကောင်းမွန်တဲ့ပုံမှာကျွန်တော်ဘဝရဲ့ဘာနဲ့မှမလဲနိုင်တော့စိတ်ရှုငွေကြောင်းတန်ပရများတဲ့မလဲနိုင်တဲ့အမတန်မှကုသထူးမြတ်ကြီးတွေရရှိတယ်လို့ပဲကျွန်တော်ခံရတယ်ကျွန်တော်ကုလို့ယောဂဝေဒနာတတ်တာကောင်းမွန်ခြင်းမဟုတ်ဘဲနဲ့မိမိတို့ရဲ့ကုသကံအားနဲ့ဝကြွေးကြည်ကြည်တန်လာတဲ့အကြောင်းတရားရဲ့အပေါ်မှာပဲယောဂဝေဒနာတတ်တာပျောက်ကင်းသွားကြတယ်ကောင်းမွန်သွားကြတယ်ကျွန်တော်ဆိုတာမရှိဘူးခဏတာလဲလာတဲ့အချိန်မှာလူပိသသွားနေထိုင်တယ်လူနေအောင်ကြည့်တယ်အိတ်တာမြစရာစိတ်တွေနဲနိုင်တယ်လို့နဲအောင်နေတယ်ကိုချင်းစာစိတ်တွေများမူပြောချင်တာကသူများအကြောင်းလုံးဝမပြောဘူးကိုဘလောက်ကောင်းမွဲဆိုတာပဲအရေးကြီးတယ်ကိုပဲကောင်းအောင်ပြင်ဆင်မကောင်းရင်ကောင်းအောင်ပြင်တယ်ကိုပဲကိုစိတ်ဝင်စားတယ်ပေါ့ဗျာပြောချင်တာမနေ့ကတော့မှပါတစ်တော့မှလားမသိဘူးကျွန်တော်ကတဲ့ငလင်ဖေးနဲ့ပတ်သက်ပြီးတော့မှငလင်ဖေးဆိုတာဘလို့ပဲကိုလဲဗျာဟိုငလင်ဖြစ်လို့ကျွန်တော်အမျိုးတွေတွားပြီးတော့တာကိုနိုင်တဲ့လောက်ထက်ဟိုတွားပြီးတော့မှကျွန်တော်တို့ပိုင်းဖြစ်တယ်တခါမှလည်းတောက်တော့တွေလည်းမပြောဘူးငလင်ထက်လို့ဦးမေတို့ပါဟဲပြောလိုက်ကြတာဘာဒီမှန်းကုန်မသိဘူးတစ်တော့မှဟိုတချို့ကလှမ်းပို့ပေးတယ်အဲ့ဒါစိတ်ဝင်စားဘူးစိတ်ဝင်စားတာတခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်အမျိုးတွေကြမ်းကြမ်းမာချမ်းသာရှိပါစေကိုမပိုင်နိုင်နဲ့ကိုမဆိုင်နဲ့ကိုမသိတဲ့အရာကိုသိတယ်ကိုမတက်တဲ့အရာကိုတက်တယ်ကိုမလုံနိုင်တဲ့အကြောင်းတရားတစ်ခုအများအလုံးနိုင်ဝမ်းသာပီတိဖြစ်တယ်ဟုတ်လားဒီငလင်းလှုပ်ဖို့ဆိုတာမြင်နိုင်စွမ်းလည်းမရှိကြားနိုင်စွမ်းလည်းမရှိသိနိုင်စွမ်းလည်းမရှိတဲ့ကျွန်တော်ဒါကိုကျွန်တော်ကငလင်းလှုပ်တဲ့နေရာမှာသိတယ်မြင်တယ်ကြားတယ်ဆိုပြီးတော့တစ်တော့မှတင်ထားတယ်။အော်ဖြစ်မှာဖြစ်ထပ်လို့မယ်လို့ပါထပ်လို့ကောင်းပါလေကွာဝကြွေးကြည့်တယ်ဝကြွေးကြည့်တယ်။ဒါကိုပြီးတော့ပေါ်လွာများအောင်လုပ်တာ။မသိပါဘူးဗျာ။မှာသူကတက်မှာ။အဲ့တော့ကျွန်တော်ကတော့ကျွန်တော်မှတ်လိုက်ပါဝကြွေးကြည့်တယ်ငါအဲ့လိုပောက်ကြရတွေအတိတ်တွေကပြောခဲ့လို့ပြစ္ဆုတ်ပံမှာပောက်ကြရပြောခိုင်းတယ်ကျင်းတဲ့အဲ့လူတွေမမုန်းကျေးဇူးတင်လို့အော်ငါတခုဝကြွေးကြည့်ပြန်ပြီ။ဘာလို့ကျွန်တော်လည်းခုနလိုတေတာအချိန်မောင်းမလဲတော့ကြော်ထူးနိုင်ရဲ့တင်တာအချိန်မောင်းမလဲတော့ကြော်ထူးတေတာမလဲတော့အချိန်မောင်းမလဲတော့ကြော်ထူးတေနေတာဒါမှလည်းသူက follower လူခိုင်းကြည့်ပါဦးဩအဲ့ဒီတော့ကိုအဲ့တော့တင်တာလေကြော်ထင်ပါတယ်သူတို့ကပတ်စံရတယ်ထင်ပါတယ်ဝင်ကြည့်တော့လိုက်များသွားလိုက်များဈေးရောက်တာဗောဆရာအဲ့တော့ကျွန်တော်တို့ကြတော့ဒီလို live လွှင့်နေဆိုတော့ဘဝလူဖြစ်ခွင့်ရတဲ့အချိန်ဘဝမှတ်တမ်းတစ်ခုကိုလွှင့်ကိုကပတ်စံကုန်တယ်တပြားမှလည်းမရဘူးပတ်စံနဲ့ဖွင့်ထားတဲ့အကောင့်လည်းမဟုတ်ဘူးကျွန်တော်မှ Facebook တစ်ခုပဲရှိတယ်ကျန်တဲ့ TikTok တွေကသူများတွေဆော့ဆက်ပြီးတင်တဲ့ဟာတွေရှိတယ် TikTok လည်းမဆော့ဘူးဒီနေ့ရုပ်ကိုချင်းတောက်တိတောက်တဲ့ပေါက်ကြရည်လည်းမပြောတတ်ဘူးလို့လည်းမလုပ်ဘူးအဲ့ဒါကြောက်လို့ဘာလို့ကြောက်လို့ဆိုတော့အာကုသူကိုကြောက်လို့
ဟုတ်တယ် ကုသိုလ်တစ်ခုရဲ့အနောက်မှာအကုသိုလ်က1000လောက်ကြောက်လျှောက်ဝင်လာဘူးအဲ့အကုသိုလ်တတ်နိုင်တော့ ဝကျွေးလေးရှောင်း ပယ်တတ်နေတဲ့အနေထားတွေဆိုတော့နောက်ထပ်တက်ဖို့နောက်ထပ်ယူမဲ့ဝွေကြွေးတွေမှန်တယ်များကိုကြောက်တယ်ဟိုတိတ်အကုသိုလ်ဖြစ်မခံဘူးဒါကဆက်ဆက်ပြီးပြပြတာပါဆိုတော့ကိုကျော်တို့ဒီတစ်ခေါက်ကဘလူကနေဘလူ ဟောဒါဟိုတွန်လေးကညီမတွေပေါ့ ဟုတ် တွန်လေးမှာဟိုမျိုးတွေအများကြီးပဲတွန်လေးမှာဆို ကိုကျော်တို့ကတွန်လေးစာတီးလား မဟုတ်အမျိုးသမီးကတွန်လေးပဲ ဩတွန်လေးပဲဟုတ် အဲ ဟုတ် တွန်လေးပါလေကိုကနေခဲ့ဘူးလားဟိုအဲ့တော့သူအဲ့လိုဖြစ်တယ်ပေါ့သူတခြားဟိုမှာသူပြတာတွေစုံနေပြီပေါ့ ဟုတ်ဟုတ် အဲ့ဆိုရင်ဒီဘာလုပ်ချင်လဲဆိုသူ့ရဲ့ယောက်ျားကပြောတယ်ကိုထူးကန်းညွန်သွားပြကြည့်ပါလားတဲ့ဘာလို့ရှေ့မှာ live ပြင်သွားတယ်ကိုထူးကြားရဲ့ live ကိုသူကြည့်လိုက်ရတယ်ပေါ့ ဟုတ် အဲ့ဒါဆိုတော့သူအကူကြီးတောင်းတယ်အကူကြီးတောင်းတယ်လှမ်းပြီးတော့ဆရာထူးစီကိုလှမ်းပြီးတော့ဘိုးကင်းအရင်ကျုံလို့ရတာပေါ့ဘာလို့တော့တခြားလူသားတွေလည်းအများကြီးပဲကိုကဂျားပြတ်ပြတ်ပြီးတော့အဲ့လိုကြော်ဝင်တိုင်းယူလိုက်မလုပ်ချင်ဘူးဆရာအားနာလို့အဲ့တော့ခုနလိုသူ့အစင်လာလေးအတိုင်းဟောခုနလိုဘိုးကင်းလို့သူဘိုးကင်းလို့အဒိတ်လို့ဒါမျိုးလေးတွေပေါ့အဲ့ဒါမျိုးလေးတွေလုပ်ပြီးတော့ဒါပြတာပထမတည်းကပဲဒီမှာကိုမေးကြည့်တော့ဒါအခြေအနေကောင်းတာကြီးတယ်ဒါဒုတိယအခြေအနေပြ နာမည်လေးပြောပါဦး တော်ကြီးကျိုး မတ်ရီချိုမတ်ရီချိုကပမာနေလေတွန်တင်းမှာမတ်ရီချိုဖြစ်တဲ့ယောဂဝေဒနာလေးပြောပါဦးဗျ ဒီလက်ကကြာဟိုဟာလေကွေးလို့မရအောင် အရင်ကကိုင်းရင်ဘလို့ကြီးလေ ဟိုဒီလိုကြီးဖြစ်နေတာကြာ လက်ကလေးထောင်ပြီးတော့ ထောင် မ နေ သိဆဲသူ ထိုးလို့မရရလို့လည်းမကောင်း မသိဘာဖြစ်တယ် အဲ့လိုဖြစ် ဆဲသူလူကြားတဲ့သူကလည်းလက်ထောင်လို့မရဘူး ဒီလိုချိုးလို့မရချိုးလို့မရဘဲနဲ့ဟိုပစ္စည်းတွေပါကင်လို့ရှိရင်အားမပါတော့ဘူး ဟုတ်ဟုတ် အာဟိုဟာသမီးကဟိုဟာမနဲ့သွန်းနေပါချက်ကိုအောင်လုံနေတော့ယာကြီးကအားမပါဘူး ဟုတ် အဲ့ဒါစိတ်ညစ်တော့လိုက်ကုတယ် ဟုတ် လိုက်ကုတော့လဲပြန်လာတယ်ဟိုဆေးတောက်တယ်ဒါပေမဲ့အဲ့ဒီတိုင်းပဲမပြောင်း ပြအရင်ချိုးရင်ဘလို့ ဒီ မျိုး လိုကြီးဖြစ်နေ အဲ့လိုလက်ကလေးထောင်လက်ချိုးလို့မရဘူး ချိုးလို့မရဘူးလုံးဝချိုးလို့မရ ဟုတ် ဒီတိတ်တွေလည်းကြိုက်တယ်ချိုးလို့မရ ဟုတ်ဟုတ် အာဆရာဟိုဟာလဲကိုထူးကြောကိုတွေ့လိုက်ပြီးတော့အာကိုလေးကိုကူညီတောင်းတာကိုလေးညီမလေးအဲ့လိုဖြစ်နေလို့ညီမလေးကိုလေးဟိုဟာလဲဆရာစီကိုနဲ့ပြတောင်းငယ်လေးယူပေးပါလို့ပြောလိုက်အဲ့ဒါကိုလေးကအေးယူပေးမယ်ဆိုတော့ဆရာစီလာအဲ့ဒီဆရာစီကထွက်သွားပြီးကြက်တော့ထိုးပြီးတော့အပြင်ရောက်တော့ကိုလေးကျမအမကိုလေးဟိုမိန်းမ ဟုတ်ကဲ့ဟုတ်ကဲ့ ညီမတဝင်းဝဲတော့ ဟုတ်ကဲ့ဟုတ် အဲ့နဲ့မလေးကညီမလေးတတ်တာလားဆိုတတ်တာဒီမလေးစုပ်လို့ရပါပြီ အခုစုပ်လို့ရပါပြီအဲ့လို အဲ့လိုပြောတာ အရင်ကစုပ်ရင်ဘလို့ဖြစ်လဲ ဒီလိုကြီးဖြစ်နေတာဆရာ လုံးဝစုပ်လို့မရဘူးအခုစုပ်ကြည့်ပါဦး မှန်ဆရာ ကဲဟုတ်ပြီကဲတတရရဆိုတော့ဖြစ်တာဘယ်လောက်ကြာပြီလဲ ကြာပြီဆရာ3နှစ်5နှစ်လောက်ဖြစ်မယ်ဆရာအဲ့လိုဖြစ်လိုက်ပဲတတ်တာဝါတယ်လို့ထင်ရပါမယ်မတတ်တာဘူး ဟုတ် ဖြစ်တာပဲဒါပေမဲ့စိတ်မကူပဲနဲ့လည်းမထားဘူး ဟုတ် သမီးကူနေရ တောက်လျှောက်ကုနေတာ ကူနေရ ဩ အဲ့လိုကူတာပဲဟိုကြုံတယ်လို့လိုက်ပြတာ ဟုတ် လိုက်ပြလဲပြန်ဖြစ်သွားတာ ဟုတ် အဲ့ဒါဆရာစီသွားပြီးတော့အဲ့မှာလဲလောက်ကြည့်တာလေကိုမဆရာစီပြန်လာတော့ကောင်းနေပြီအိမ်မှာမကောင်းလားဆိုအဲ့လိုစုံချင်တယ်အဆင်ပြေတာ အဆင်ပြေပါနော်ဆိုတော့ပြောချင်တာကလေဟိုကိုကျော်ထုလည်းကျွန်တော်ပြောပါတယ်ဒါကတော့သူကတော့အကြောင်းအမျိုးမျိုးပေါ့ဒီမှာလာခုတဲ့ဒီယောဂနဲ့ပတ်သက်ပြီးတော့မှယောဂစုံတယ်ယောဂစုံတော့တစ်ခုပဲဒီမှာခုပြီးတယ်ပြောလဲဘယောဂပါဗျာဘယောဂဖြစ်တယ်မဟုတ်ဘူးပြောလဲအောင်ကြောကြောင့်ဖြစ်တယ်တချို့ကလည်းစိတ်ကြောင့်ဖြစ်တယ်ဒါမျိုးတွေပေါ့အများကြီးပေါ့နော်ဆိုတော့တကယ်စစ်မှန်တဲ့အကြောင်းတရားကတော့သူ့ကလည်းသူကကောင်းသွားကြတာပါပဲယောဂ 9ရက်နဲ့ပြေတော့မယ်လို့ပြောတယ်တွန်လေးရဆိုတဲ့ကလေးလေးလည်းကြည့်တာဆရာလိုက်တယ်ဆိုတော့အကုန်ကြည့်တာ ဟုတ်ဆိုတော့ပြောချင်တာကဘာလဲဆိုလို့ရှိရင်ဒါဘယောဂတစ်ခုပဲဒီမှာကုတယ်မဟုတ်ဘယောဂတော့မကုဘူးဘာလို့အချိန်နေပေးရလို့အချိန်နေလည်းမပေးနိုင်အဲ့တော့တိကျွမ်းတဲ့မိတ်ဆွေဆရာတွေစီပဲလှုံပေးလိုက်တယ်သွားမှဘာလို့ဘယောဂကြတော့စင်တင်နာကြီးကြော်လို့ဘာလို့ကြာအချိန်နေအများကြီးပေးရတယ်ဒါမျိုးရှိကိုကျော်ထူးလည်းကျွန်တော်ပြောပြပါတယ်အဲ့ဒီကကိုကျော်ထူးရဲ့ညီမကဒါဟိုဟာမဟုတ်ဘူးဘယောဂမဟုတ်ဘူးဒါကျွန်တော်တို့အောင်ကျော်နဲ့ပတ်သက်ပြီးတော့မှလက်ကအဲ့လိုဖြစ်တာကောင်းသွားပါလိမ့်မယ်အနေချင်းတော့ကုရမယ်ချက်ချင်းဖုန်းနဲ့ဆက်ပြီးပြောပြတယ်တဲ့လားတချို့ကတော့စင်ရင်ပေါ်တယ်တချို့ကတော့စစ်စရာမလိုဘဲနဲ့ဝယ်အကြောင်းကျိုးကသူ့ဘာသူဖြစ်လာတယ်နော် ဟိုသမီးကလိုက်ကုနေပြီမပြောက်တော့လေအဲ့စိတ်အဲ့လို စိတ်ကအဲ့လိုများလာပါ ဆရာစီရောက်ရင်တော့ဘာပဲဖြစ်ဖြစ်လေဗမာသေးဆိုတာဟိုဟာလေရှိတယ်လေဝိဇ္ဇာသေးဆိုတော့ယုံကြည်တယ်လေဒါဆိုရင်သူ့ဒီမှာကြည့်ခဲ့တဲ့နောက်ဆက်ဆိုကျင်းသွားမှာပဲဆိုတော့ဆရာစီ တချို့ကဒီမှာလာကုတယ်ပေါ့နော်ဘယောကဆရာတွေပေါ့ဆရာတွေစုံတယ်မဟုတ်ပါဘူးတကယ်ဆရာခေါင်းနေနဲ့မတွေ့လို့ရှိတယ်အများကြီးရှိတယ် ဟုတ်ကဲ့ ဒီကျွန်တော်တို့ရွှေရင်ကျော်တို့မနောဖိတ်တို့ပေါ့ကျွန်တော်တို့မသိတဲ့ဂိုင်းကန်တာတွေရှိတယ်တကယ်ဆရာကောင်းတွေတကယ်ဆရာကြီးတွေအများကြီးရှိတယ်တေချာအဲ့ဆရာကြီးစီဆရာကောင်းတွေသူရောက်ခဲ့လို့ရောက်ခဲ့ရင်အဲ့ဘယောကတော့သနာတယ်ဟိုမှာ
ဒါလည်းတော့အထိတ်ကံလည်းပါတယ်လေဘာလို့ဒီတွေးဖို့ဆိုတာအကြောင်းပါလာမှတွေးပြစ်တာလေအခုဒါဆရာသူနဲ့တွေးဖို့ဆိုတာသူအထိတ်ကံလည်းပါတာပေါ့တော့ပျောက်တယ်ဆိုတာကလည်းသူအထိတ်ကံလေးနဲ့ဆရာလည်းခုတဲ့အချိန်နဲ့အဲ့လိုသွားလို့သူကခြုံတဲ့အချိန်မှာဟုတ်တယ်မလားဒီကတော့သူ့ရဲ့ဝကျွေးချိန်တန်းတာခုတိုင်းအကုန်လုံးပျောက်တယ်ဆိုတာတော့မဟုတ်ဘူးမှန်တာပေါ့တိတ်မှန်တာပေါ့တိတ်မှန်တာပေါ့အဘအမင်းကောင်ကတမရအိမ်မှာလဲလောက်တော့နောက်အဘကိုလည်းတိုင်တယ်အမရဘာကိုလည်းတိုင်တယ်အဲ့ဒါဟိုနေကကိုကလည်းဒါမှကိုလေးကိုတတိယဝင်ဖြစ်နေအဲ့ဒါအမျိုးသားဘုံကပြောကူလာမပြောကြစိတ်ညစ်တာပါဒါလည်းကနီးအကိုလေးကိုလမ်းပြောလိုက်လေတဲ့ကိုလေးကိုဘုံစက်ပြီးတုံးငယ်ယူလိုက်ပေါ့ဒါတော့ရိုးရှင်းပါတယ်ဘာလဲဆိုတော့သူလည်းကုခဲ့တာကြီးကလည်းနှံ့နေပြီတိုးတော်လည်းပဲခုနကကျွန်တော်လိုက်မလို့ခင်ပြောခဲ့တယ်လို့ပေါ့သူ့တာဘောကလည်းသူရှိတယ်ထူးခန့်ကျော်ကုလို့ပျောက်တာမဟုတ်ဘူးအချင်းချင်းလေးမိမှုတွေဝကျွေးချိန်တန်းလာတာထူးခန့်ကျော်ဆိုတာမရှိဘူးကျွန်တော်ကုလို့ပျောက်တယ်လို့ဒီလူမျိုးကတဦးတယောက်မှကျွန်တော်မခံယူဘူးဟောဒါသူ့ရဲ့ဝကျွေးချိန်တန်းလို့ငါကမြေမုံတမုံနှမ်းတဝင်းပါရင်ဖြည့်ခွင့်ငါ့ကိုကုတူပေးတာပဲဒါငါရဲ့ကျေးဇူးရှင်လို့မှတ်ကျွန်တော်ရဲ့စိတ်ကိုကျွန်တော်ရဲ့ခန္ဓာကိုကျွန်တော်စိတ်ကဆုံးပါတယ်အများနဲ့အဲ့လိုပေါ့နော်ဆိုတော့ယုံကြည်နဲ့လာရောက်ကုတူပေးတဲ့ကျေးဇူးဟာအမတန်ကြီးတယ်ဆိုတော့ကိုကျော်ထူးကပြန်ကလန်ပြီးတော့မှဒါဦးတန်းမှန်မှန်လေးကောင်းကောင်းမွန်မွန်လေးဖြစ်လာတဲ့အပေါ်မှာဘလို့ဖြစ်လဲရင်ထဲမှာမိဖြစ်ခဲ့တော့ဖြစ်ခဲ့တော့ဘယ်လိုခေါ်မလဲဘယ်မှာသားကူမှလည်းမသိဘူးလေအိမ်ကမိသားစုကလည်းမသိဘူးကိုနဲ့လည်းမသိဘူးဟုတ်အဲ့ဒါလည်းကောက်ကငယ်ရဖြစ်တာဘာဖြစ်မှန်းမသိဘူးဒီဇက်ကဘလို့မှခေါင်းကထူလို့မရပဲနဲ့ကားတော့မမောင်းနိုင်ဘူးဆရာရဲ့အဲ့ဒါဟိုမွေးသားသားလေးပေါ့စောစောလေးဆိုတော့တင်းဆောင်တင်းဆောင်ဟိုကားပေါ်သားဆရာကြီးကားပေါ်သားလို့ကားမောင်းပြီးတော့လိုက်ဖို့ခိုင်းရတယ်ပို့ခိုင်းတယ်ဆိုတာလေ तू ကဘယ်ပို့မလဲ तू ကမပြောဘူးကိုကပါဇက်ကောက်ထွက်လာတာငါ့ကိုဆရာထူးခန့်ပြောပြီးပို့ပေးပါသူအောင်အံ့ဩတယ်ဘယ်လိုဟိုနေမော်လေအာယုံရလဲပေါ့ तू ကသူ့စိတ်ထဲထည့်နေတာဟုတ်ကိုစိတ်ထဲမှာဟိုအဲ့ဆရာထူးခန့်ပြောပြီးတွားကျင်နေတာအဲ့ဒါမျိုးဖြစ်လာအဲ့ဒါသူ့ပို့ခိုင်းပြီးတော့ဒီရောက်လာတာပေါ့ဒီရောက်လာတော့တွဲပြီးတော့ဟုတ်လားလမ်းလေးမလျှောက်နိုင်တော့ဘူးလေတွဲပြီးတော့ထဲထဲဝင်ရတယ်ဒီမှာတရက်ခုလိုက်တယ်ဒုတိယကြိမ်ပြန်ပြမယ်ဒုတိယကြိမ်ကတော့ okay သွားပြီကောင်းပါတရားဖြစ်သွားပြီအဲ့တော့အမှတ်တရဘာလေးပေးခဲ့တော့ကျွန်တော်အမှတ်တရဟိုဟာဒီကိုနေပေါ်ပထမ်းရွတ်တဲ့ခုံလေးဟုတ်လားလေအခုချိန်ကြီးရှိတယ်ဟုတ်ကဲ့အခုချိန်ကြီးရှိတယ်အဲ့ဒါလေအမှတ်တရအနေနဲ့ကျွန်တော်ဒါလေးနဲ့ကိုယ့်ရဲ့အသက်ငယ်ပြီမဲ့လေဒါကိုကယ်ထားတဲ့အတွက်ကိုယ့်ရဲ့အသက်ကိုနော်ကယ်ထားတဲ့အတွက်ကိုကျေးဇူးရှင်ပဲဂါရဝပြုတယ်အခုလည်းကျွန်တော်လည်းထပ်တူဂါရဝပြုပါတယ်เนาะဆိုတော့ဒါနာမည်ဟာမတ်ရီချိုပါရောအခုလိုမျိုးလက်ပြန်လဲပြီးတော့ဒါခုနပြောတယ်9နှစ်လောက်ရှိပြီလို့ပြောတယ်ကုသမှုလည်းနှံ့နေပြီเนาะပြန်လဲဆုပ်လို့ရတဲ့အပေါ်မှာရောကောင်းလာတဲ့အပေါ်မှာရှင်ထဲမှာဘယ်လိုပီတိဖြစ်ရတော့ညာရေးပြောတာပေါ့ဟိုကိုအလှတန်းလောက်တော့လည်းဒီလက်ပဲလုံနေညာဘက်ကြီးလည်းဖြစ်နေတော့ဟိုလေဆရာစီလည်းသွားကျင်တဲ့စိတ်ကဟိုနေဖြစ်နေပြီဆိုတော့တက်တာွားတယ်ဆိုတော့ဝမ်းတာတာပါဆရာဟုတ်ကဲ့ကျေးဇူးထူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကုသိုလ်လာပေးတာကိုကျေးဇူးထူးတင်ပါတယ်ဒါကိုကျော်ထူးကအပြင်မှာစောင့်နေလို့ကိုကျော်ထူးရဲ့ခေါ်လာတဲ့လူနာတစ်ခေါက်ထဲနဲ့ပဲကုသိုလ်ကဘယ်လောက်ကောင်းလဲဝကျွေးချိန်တော့ကောင်းသွားတာနော်အဲ့ဒါပီတိဖြစ်တယ်နော်ဟုတ်ပြီဖရာဥချလက်ကူကြီးမထိနဲ့နော်ကဲတက်ရှိချမ်းပါစိတ်ချမ်းသာလူဝင်ဆန္ဒအားလုံးတလုံးတော့ပြီးပြီးဆောင်ရရှိပါသည်ချမ်းပါချမ်းသာဟုတ်ပြီချမ်းပါချမ်းအေးတောက်ပါဝပ်လူချန်လေးလေပိုင်ဟောအေးဟုတ်ပြီဦးနေရပြလို့အမှန်နေတစ်ခေါက်တည်းဦးနေပါလာပြီးတော့ပြတ်ထားတာဖြစ်မှာဖြစ်ရအားနာလို့ဟုတ်ကိုကျော်တို့ရိုက်ထားတဲ့ဗီဒီယိုလေးရှိသေးတယ်အဲ့ဒါမတင်သေးဘူးသူမှတင်မယ်ဆိုပြီးတော့ကိုအောင်လုံးနဲ့လေဟောအောက်တိုးပြန်လာပါလားပြန်ခုသွားပြန်သွားတော်တော်ဟုတ်သွားပြီးတော့ထုံနာကျင်တိုင်းတော့မရှိတော့ဘူးတဲ့တော်တော်ဟုတ်သွားဟုတ်ရပြီနော်ကိုဆိုင်ပြင်ထားလိုက်နော်ဆရာကတွေ့ခဲ့ဆရာမျက်နှာတော့တေးချမကြီးလိုက်အောင်ဆရာကျက်တဲ့သူတွေ့လာတတ်တာပါကျက်တော့မသေးလို့များတို့ပြောပြဟုတ်ပြီကြမ်းမချဟုတ်တချို့ကပြောကြတယ်ရုပ်ရှင်ထဲမှာမလာဘူးတဲ့ပြန်မှာကြောက်စရာကြီးတယ်ဆရာဟိုလည်းအခုမှန်တာပြတက်စားတယ်ဒီချက်မကပြောက်ပါဆရာဟိုရုပ်ရှင်ရိုင်းနေဆရာအဲ့လိုလုပ်ဆရာတပည့်တော့သဘောကျဟုတ်ကဲ့အခုဆရာပို့ချောလာဟုတ်ပြီကိုကျော်ဟုတ်ပြီတိုက်တောင်းလိုက်ပြီးဟိုဆိုင်ထည့်လိုက်မယ်နော်ဟုတ်ကဲမျိုးတွေမင်္ဂလာနန္ဒခင်းမှာလို့နော်မင်္ဂလာနန္ဒခင်းမှာကျွန်တော်မျိုးပေါင်းသူတော်ကောင်းအားလုံးချမ်းချမ်းမှာချမ်းချမ်းသာသာရှိကြပါစေဒီနေ့ဒါလုပ်ငန်းဆောင်တာတွေအဆင်ပြေကြပါစေတောကဒုက္ခဥဒ္ဓမြအပေါင်းလူတွေပိတ်ကြရဲပေါ်တင်ရေမတင်တကဲ့သို့လွင့်စင်ပပြောက်ပြီးဘေးမျိုးရန်တွဲကတ်ကြီးသုံးပါဘေးဆိုးရန်ဆိုးအန်ရဆိုးကြီးတွေမှာအားလုံးကင်းစင်လွင့်ပြောက်ကြပြီးကောင်းကျိုးလွင်ဆန္ဒအားလုံးတုံးတော့ပြီးဆိုရရှိပါစေလို့နော်မနေ့ညမှာကျွန်တော်လည်းသိရဗျာဘာလဲဆိုတော့ကျွန်တော်တို့ဒါတစ်တော့မှာတဲ့အငလင်နဲ့ပတ်သက်ပြီးတော့မှဘ
လင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကပြောထားတယ်ပေါ့နော်ပြောထားတယ်ဆိုတော့ငလင်းထက်လုံးမဲ့ဘလူးပချမ်းသာပါညာမဟုတ်ပါဘူးဗျာကိုကလည်းကိုတော့အနိုင်ဖြစ်နေတာမနေ့ရုံးထနေရတာအဲ့လိုတောက်တိတောက်တက်တွေလည်းမပြောတတ်ပါဘူးတက်တော့လည်းမစော့တတ်ဘူးတက်တော့အကောင်လည်းမရှိဘူးเนาะချို့ရေးစားဒီတက်တော့အကောင်လည်းပတ်သက်ပြီးတော့မှတင်ကြပြကြတာပဲရှိတယ်ပေါ့နော်အဲ့လိုတက်တော့မှငလင်းနဲ့ပတ်သက်ပြီးတော့မှပြောချင်းဆိုချင်းမရှိသလိုဘလို့မှသဘောကဘေးအန်န်နဲ့ပတ်သက်ပြီး line မော်တက်ပြီးတော့မှဘလို့ပချမ်းသာဗီဒီယိုရိုက်ပြီးတော့မှဘလို့ပချမ်းသာဖာညာဆိုတာလည်းကျွန်တော်မရှိပါဘူးကျွန်တော်လည်းမသိပါဘူးဒီလောက်လည်းကျွန်တော်လည်းညံမမိပါဘူးဒါလေးကိုပြောချင်ပါတယ်အဲ့လိုဗျမ်းပတာတောက်တိတောက်တက်တွေဆိုလို့ရှိရင်တော့ဒါကျွန်တော်အနေနဲ့မဟုတ်ပါဘူးဆိုတဲ့အကြောင်းကိုပဲပြောချင်ပါတယ်ဝါသနာလည်းမပါပါဘူးဗျာအားလုံးစိတ်ဆင်းရဲတော့ကဗျာပါဒတွေများနေတယ်အကြောင်းတရားတစ်ခုပေါ်မှာဒါမျိုးတွေလောက်တာဟာလောက်တဲ့ကာယကရှင်ကတော့ဘလို့ရွယ်ချက်နဲ့လောက်လဲတော့မသိဘူးပေါ့နော်ဒါအမတန်မှကိုပဲပြောမယ်ဆိုလို့ရှိရင်ဟိုမကောင်းလှပါဘူးဒါကျွန်တော်ကိုရွယ်ပြီးတော့မှတိုက်ခိုက်တာတော့ကျွန်တော်လည်းကျေးဇူးတင်တယ်ဝမ်းလဲတာတယ်ကျွန်တော်တို့ဝကြီးကြည့်တယ်ဆိုမဲ့အများနဲ့သက်ဆိုင်တဲ့အကြောင်းတရားကြတော့အဆင်မပြေဘူးပေါ့နော်ဒီလိုမျိုးဒုက္ခတွေမိသားစုတွေဥပြက်အိမ်ပြက်မိသားစုတစ်ခွဲတစ်ပြားဖြစ်နေတဲ့အနေအထားတစ်ခုမှာဒါကိုထပ်ပြီးတော့မှခြောက်ချပြီးတော့မှဒုက္ခရောက်အောင်လို့ထပ်ပြီးတော့မှဒါကိုလှုပ်တဲ့ကိစ္စဟာမိမိအတွက်အမှန်တမ်းအကုသိုလ်စိုးကျိုးကြီးတွေဒါလှုပ်လိုက်တဲ့လူဟာပိုင်ဆိုင်ရလိမ့်မယ်ဆိုတာကိုတော့ဒီနေ့ကနေပြောချင်ပါတယ်လို့နော်ကိုလှုပ်လိုက်တဲ့အကြောင်းတရားဒီအင်အားကြီးသလိုပြန်လာတဲ့အခါမှာလဲပြုံးကြီးခံနိုင်ဖို့ရည်ကြည့်ပါတယ်မကောင်းတဲ့အကြောင်းတရားနဲ့ပတ်သက်ပြီးเนาะဒါပါပဲကျွန်တော်တို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗျမ်းပတာတောက်တိတောက်တက်မဟုတ်ကဟုတ်ကားတွေပြောဆိုလေးလည်းမရှိပါဘူးလို့เนาะဒါလေးကိုကျွန်တော်မျိုးတွေတီးအောင်ပြပြတာပါเนาะဒါတော့ကျွန်တော်တို့လက်9နှစ်လောက်ရှိပြီတဲ့ဒီလက်ကလေးကိုးလိုက်အဲ့လိုလေးလက်ကလေးကထောင်နေတာပေါ့လက်ကလေးကထောင်အခုတော့တစ်ချိန်ကုသပြီးတဲ့အချိန်မှာပဲတော်တော်လေးကိုအဆင်ပြေသွားခဲ့တယ်ဒါကိုကျော်လူဆိုတာတော့ဟိုလွန်ခဲ့တဲ့တစ်နှစ်လောက်ကကျွန်တော်ရောက်လာပြီးတော့မှအဲ့လိုပဲဒီလက်ခေါင်းငိုင်းဆိုင်လမ်းတော့မရှောင်နိုင်ချောင်းဒါပြန်တွေ့တဲ့အနေအထားတစ်ခုမှတော်တော်ကြီးကိုပဲတစ်ချိန်ကုသပြီးတဲ့အချိန်မှာတော်တော်ကြီးတည်တာကြီးကောင်းမှကောင်းတယ်ဒါတော့အရင်တော့ဓာတ်ပုံလေးတွေရိုက်တင်တော့ကိုကျော်ဦးနဲ့ကျွန်တော်နဲ့ရိုက်တင်ခဲ့တာရှိပါတယ်ဒါတော့အခုတော့သူညမလေးကိုဒီလက်ကလေးလေးအောင်ကျိုးထိပြီးတော့မှဦးလို့ဆန်လို့ရတယ်ဒါတော့ခုလာပြရင်းနဲ့မှဒါတစ်ချိန်တစ်ခါလေးနဲ့ကောင်းသွားတဲ့ပုံမှာဒါကိုကျော်ဦးလည်းဒါကျွန်တော်တို့အမှတ်တရအနေနဲ့လိုက်လွှင့်ပြီးတော့မှဒါအမျိုးတွေနဲ့မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်လို့เนาะအဲ့တော့ဆက်လက်ပိုင်းဖြစ်မယ်အမျိုးတွေအများကြီးကြံရှိသေးတဲ့အတွက်ကြောင့်တဦးတယောက်မကြံဂါရပြုကကျွန်တော်အမျိုးပေါင်းသူတော်ကောင်းအားလုံးကြံပါလို့ချမ်းသာကြပါစေ